မင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စိုက်ကားပေါ်ကခေါင်းပြက်ချီဆက်လံအစားအဆုံးပဲဖြစ်ပါတယ်ရှင်ဦးတန်းထွန်းတရားကိုသူများတွေစိုက်ကားသိမ်းပြီးပြန်လာတဲ့အချိန်မပြန်ဖြစ်ပဲတအူးတဲ့ကြံခဲ့ပါတယ်ဒီနေ့စိုက်ကားနေရတာအရင်နေ့ကလောက်မနေရတော့နေတော့မကြိုက်သေးလို့ခီးတဲ့ရလို့ရညာစမ်းဆောင်နေပါတယ်ဦးတန်းထွန်းမသိနေဘူးလားဗျညနေနေပြီရက်ွက်ထဲကကောင်းလေးတယောက်စက်ပိန်နေရင်လှမ်းမေးသွားခြင်းဖြစ်ပါတယ်အေးမသိနေဘူးကွာတွက်ချင်မကြိုက်သေးလို့အဲ့ဒါဆိုလဲဦးတန်းထွန်းရေမြသိန်းနန်စီဒီဘက်ဥစ္စာဆောင်မလေးတွေကညားတကောင်ဆိုထွက်လာတတ်တယ်ဆိုတော့တွေ့ရင်ဥစ္စာဆောင်မချောလေးတွေကိုခေါ်လာခဲ့ပါအော် RS ချိတ်ချင်လို့ဒီကောင်လေးပေါက်ပေါက်ရှာရှာကြီးပြောနေပြန်ပြီကောင်းလေးကတော့ရေမောပြီးထွက်သွားပါတယ်မြသိန်းနန်စီဒီမှာဥစ္စာဆောင်တွေရှိတယ်လို့လူတွေပြောကြပေမဲ့ဦးတန်းတော်မယုံကြည်ပါကောလာဟာလားလို့ပဲတတ်မှတ်ထားပါတယ်လက်တွေ့ဘူးသူမရှိသလိုပြောတာတွေကိုမယုံကြည်တာပါညဘက်တွေတောင်သူ့ဆိုအမြဲတမ်းသွားလာပြီးဖះရှိခိုးပူဇော်နေကြပါဖះရင်ပြင်ကအေးချမ်းတည်ငြိမ်ပါတယ်ဖះစီတော်မှာခေါင်းလုံးနံချူလေးတွေနဲ့ဖះမှာပူဇော်ထားတဲ့ပန်းရင်းနှံလေးတွေကြောင့်စိတ်ကိုကြည်နူးအေးချမ်းစေပါတယ်ဦးစိတ်ကအားလားလူတယောက်ရဲ့အမိကြောင့်ဦးတန်းထွန်းရဲ့အသွေးတွေရက်တန့်သွားပါတော့တယ်ကြည့်လိုက်တော့ခက်ချောမိန်းကလေးတယောက်ကိုတွေးလိုက်ရပါတယ်အားရတယ်သမီးဘယ်ကိုသွားမလို့လဲဒီရက်ကွက်ထိတ်ကအများသိမ့်တန်ဖျားပတ်ပါကောင်းမလေးပြောနေတဲ့စကားကြောင့်ဦးတန်းထွန်းအံ့ဩသွားပါတယ်ပြီးတော့ညကြီးအချိန်မတော်မိန်းကလေးတယောက်စိုက်ကားလာငှား၍တန်တရားပင်ဝင်မိပါတယ်ကောင်းမလေးကိုတေးသေးချာချာကြည့်တော့လဲလူမလူအစ်စ်ပါတေးချအောင်မေးစမ်းကြည့်မယ်စိတ်ကူးပြီးသမီးကိုအရင်ကဦးမတွေ့ဘူးပါဘူးသမီးကလူမဟုတ်ရဲ့လားဥစ္စာဆောင်မလားသမီးချောလို့မေးတာနော်စိတ်မစိုးနဲ့တော့ဦးရဲ့ဖြစ်မှဖြစ်ရလေသမီးကဥစ္စာဆောင်မဟုတ်ပါဘူးအဲ့ဒီဇေဒီနာကအိမ်မှာနေတာအရင်ကမတွေ့ရဆိုလို့သမီးတို့ပြောင်းလာတာမကြသေးဘူးသမီးတို့ကအိမ်ငှားနေတာအော် sorry ပါသမီးဦးကဘာရဲ့မဟုတ်ဘူးမေးကြည့်တာပါတတ်သမီးဦးတန်းတော်လည်းဇေဒီဘက်ကိုစိုက်ကနေမိထွက်ခဲ့ပါရဲ့မြင်လေးနင်းပေးပါတော့ဦးညနေတော့မမေစိတ်ပူမှာဆိုလို့အေးသမီးဦးမြင်လေးနင်းနေပါရဲ့ဦးကိုတခုတောင်းဆိုပေးရစီသမီးဘက်ကိုလှည့်မကြည့်နဲ့နော်ဦးတန်းတော်နားလေသွားပါပြီညဘက်အချိန်မတော်မိန်းကလေးတူကစိုက်ကာပေါ်လိုက်လာရတာဆိုတော့သူ့ကိုကြည့်နေရင်ဘယ်ကောင်းမလဲအခက်မသိရင်ကိုနှာဘူးလို့ထင်မှစိုးသွားပါတယ်မကြည့်တာပဲကောင်းပါတယ်အဲ့နောက်ကောင်းမလေးကလည်းဘာစကားတခေါမှမပြောပဲငြိမ်သက်စွာလိုက်ပါလာပါတယ်ဖယားနာရောက်ကနေအိမ်ဘက်ကိုနင်းပုတ်ပေးရမှမသိတဲ့အတွက်မေးလိုက်ပါတယ်သမီးဖယားနာရောက်ပြီဘယ်ကိုဆက်နင်းပေးရမှလဲကောင်းမလေးကပြန်မဖြေပါဦးသန်းထွန်းထမ်းမိတော့လည်းပြန်မဖြေပါဒါကြောင့်ကောင်းမလေးကိုကြည့်လိုက်မိပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဦးတန်းထွန်းတယောက်နေရာမှာပဲမူးမေ့သွားမှသက်လန့်သွားပါတယ်။ကောင်းမလေးမှလည်းဘင်းပြက်နေပါတယ်။ကောင်းမလေးလက်နှစ်ဖက်ထဲမှာလည်းခေါင်းပြက်ကြီးကိုကိုင်ထားပါတယ်။ဦးတန်းထွန်းလည်းဘေးပန်းဝင်ခြင်းကိုမကြည့်ရတော့ပဲစိုက်ကားကိုအတကုံနေမိပြန်လာခဲ့ပါတယ်။နောက်ဖက်မှာတော့ကောင်းမလေးကရေမောပြီးကြံခဲ့ပါတယ်။အတန်နဲ့ကြီးဖြစ်ရေမောနေတာကြောင့်ပိုးပြီးစိတ်ချောက်ချစရာကောင်းလာပါတယ်။ဦးတန်းထွန်းအိမ်ရောက်တော့မိမဖြစ်သူကလှမ်းမိပါတယ်။ကိုသန်းထွန်းဘာဖြစ်လာတာလဲတော့ကြည့်ရတာမထိတ်တာမလန့်တာရှိလိုက်တာတော့ပြမလာဒီလိုကြောက်မှစောင့်နေရတာဦးသန်းထွန်းမှာမိန်းမဖြစ်သူမေးတာကိုမဖြေနိုင်မဲအမောဆိုးလာအောင်နင်းလာတာကြောင့်အကြောက်လန့်လွန်တာရဲ့ခြောက်ဆိုင်ကားပေါ်ကအစင်အိမ်ရှိမှာမိလေကျသွားပါတော့တယ်မနက်မိုးလဲတတိပြန်ရလာတော့သူ့အိမ်ရှိမှာလူတွေစုယုံရောက်ရှိနေပါတယ်ဦးလေးညကတခုဖြစ်လာတာလားဟုတ်တယ်ရှင့်မိန်းမလည်းရှင့်အဖြစ်ကိုကြည့်ပြီးစိုးရိမ်နေတာတယောက်တစ်ပတ်ဝိုင်းမိကြလို့ဦးတန်းထွန်းကညရဲ့အဖြစ်ပြက်ကိုပြောပြလိုက်ပါတယ်ဟာတိုက်ဆိုင်နေဗျာမင်းညကပဲဖះနာကအိမ်ထဲကအိမ်ငါးတွေကကောင်းမလေးတယောက်သူ့ကောင်လေးနဲ့အဆက်အသွယ်ပြက်လို့ဆိုလားကောင်းလေးကတစ္ဆာမရှိလို့ဆိုလားတေချာတော့မသိဘူးသူ့လည်းပင်သူဓာတ်နဲ့လီပြီးကိုတတ်တည်သွားတယ်ဟင်ဟုတ်လားဟုတ်တယ်ကိုတန်းထွန်းအဲ့ဒီကောင်မလေးကစိတ်ကြွစေတုံးနေတဲ့ပုံပဲပစ္စည်းကိုလည်းလက်ပူလက်ချက်မမိတယ်လို့ရဲတွေကစောက်ကြည့်နေတာကောင်းမလေးကတအိမ်လုံးစားဝတ်နေရုန်းကန်နေရတာသူ့အိမ်မှာမောင်လေးတွေကကလေးတွေပဲရှိတော့အိမ်အတွက်သူပဲတိုင်းခံဖြင်းရှင်းပေးနေရတာအစင်မပြေတာများလာတော့စိတ်တက်ကြပြီးစိတ်ထွက်ပေါက်အနေနဲ့စိတ်ကြောက်စီတွေတုံးနေတာနဲ့သူပါရဲ့
သူကဒီရက်ကွက်မှာအိမ်ငှားနေတာမကြသေးပေမဲ့ကျွန်တော်ကသူတို့မိသားစုများဟိုဘက်ရက်ကွက်မှာကလေးကခင်နေလို့အကြောင်းဆုံးသိနေရတာဦးတန်းထွန်းကြားလိုက်ရတဲ့ဇာကားတွေကြောင့်စိတ်မကောင်းဖြစ်မိပါတယ်ကောင်မလေးမရှိတော့တဲ့ကြံခဲ့တဲ့လူမခလေးတွေနဲ့မိအိုစားဝတ်နေချီအတွက်ဘလို့များဒုက္ခတွေပင်လယ်ဝင်နေရှာမလဲဦးတန်းထွန်းဆက်ပြီးမတွေ့ရတော့ပေညကသူကြုံတွေ့ခဲ့ရတဲ့6ချပွဲရအဖြစ်ဖြစ်ကြီးကလည်းဒီတသက်မင်းနိုင်တော့မှမဟုတ်ပါဘူးရှင်။ဦးရဲ့အေးရေးသားတို့ကိုလေးစားစွာဖြင့်ခရစ်တစ်ပေးပါတယ်။အဆုံးထိလိုက်ပါနားထောင်ပေးတဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ညီမရဲ့နောက်ထပ်တင်တဲ့ post လေးတွေကိုအမြဲတမ်းနားတော်တာဆင်နိုင်ဖို့အတွက် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။